တန်ဖိုးဆိုတာလည်းပတ်သက်ပြီးတော့ပြောချင်တယ်နော်အဲ့တော့ဘုန်းတော်အားလုံးတန်ဖိုးသိမှတန်ဖိုးရှိဘုမာလည်းကိုပြောမယ်ဆိုလို့ရှိရင်လမ်းဘေးမှာလမ်းလေးအောင်ပါပေါ့လေရှုံးပေါ်ထွက်နေရှာထားတဲ့တုံးတုံးယောက်ျားကြော်သွားတယ်မိန်းမကြော်သွားတယ်ကြော်ကျင်တဲ့လူကြော်တယ်အဲ့မှာဘုဆရာတယောက်ကလူအများခွာကြော်နေတဲ့ဒီတုံးကိုကြည့်ဩဒီတုံးတော့တာကြီးပဲဒီတုံးကပြုလို့သားကြီးပဲဒီတုံးကကျောင်းသားပဲတန်ဖိုးသိရှိဒါလူမသိကြဘူးကြော်သွားကြခွာသွားကြအဲ့ဒီမှာဘုပညာဆန်စီရောက်အဲ့ဒီတုံးတခါတည်းဘေးကိုကတ်သူ့အိမ်ယူသွားပြီးတော့ဘုရားကျုံစုဘုရားပုံတော်ထုတ်တော့အဲ့ဒီလူများကိုယ်ွယ်တဲ့ဘုရားယောဂါဖြစ်အရှင်တော်ကလမ်းဘေးမှာအရာလုံးကြော်သွားခွာသွားတဲ့တစ်တုံးကြီးအခုပြေဆောင်မှာရောက်ပြီးလူများကိုယ်ွယ်တဲ့ဘုရားယောဂါဖြစ်ဒါပါလဲဆိုလို့ရှိရင်တာမန်ကြီးတစ်တုံးလို့ပဲတူရတွေ့ကြဒီတစ်တုံးရဲ့တန်ဖိုးကိုနားမလည်ကြတန်ဖိုးနားမလည်တဲ့အခါကျတော့ဘောလုံးကြော်သွားခွာသွားတန်ဖိုးသိတဲ့လူကတန်ဖိုးရှိတာလောက်ကြလိုက်တဲ့အတွက်ဒီနေ့အခုဒီပြောနေတဲ့မိတ်ကုန်းစင်ပေါ့နော်အဲ့တော့တရားရှာဘုန်းကြီးဆူဆရာတော်ဆူပေါ့ဘုန်းတော်ဒီပါရွာဦးကျောင်းတော်အစဉ်ဆက်ဒီတိတာကြီးကတော့ဘာလို့လောမှမသိဘူးကိုယ်လည်းတရားလည်းမမေးကြည့်ဘူးကျောင်းအောင်ရောက်သွားလိုက်ဟိုဘက်ကျောင်းရောက်သွားလိုက်ဒီဘက်ကျောင်းရောက်သွားလိုက်ရှိတဲ့ကျောင်းတွေထဲမှာဟိုကျောင်းကားနဲ့ဒီကျောင်းကားလိုက်အဲ့တော့ဒီဥစ္စာယူမှာမလုပ်လိုက်အောင်လေဆိုပြီးတော့ recycle လုပ်လိုက်ငါဟောပြောတဲ့စင်လုပ်မယ်ဆိုပြီးတော့ခေါ်ယူမလဲကစပါဒီဥစ္စာကိုပတ်ကိုဒီဇိုင်းဆွဲကျောင်းမှာရှိတဲ့ဦးစင်းရဲ့ဦးစင်းလေးတွေဝိုင်းဝန်းပြီးတော့မနေ့ကအကုန်လုံးဒါတွေဖြတ်တဲ့နာဖြတ်ဒီဇိုင်းရေးတဲ့နာရေးဒီဇိုင်းဆွဲတဲ့နာဆွဲဟောတဲ့အနေထားရေးလုပ်လိုက်တဲ့အခါကျတော့ဖေပါရေးဒီကျော်တက်တာကခုပါဒါနှစ်ပေါင်းတော့ကြာပြီကျော်တက်တာလေအဘုန်းကြီး9ပါး10ပါးတော့ရှိသွားပြီဘယ်သူမှမဒီကျွတ်တက်တာဒီနှလုံးကပြဲဆောင်နဲ့ပဲရောက်လိုက်ဘာမှလည်းမရှိဘူးဒီတိုင်းကြီးပဲကိုလည်းလည်းရောက်တဲ့အခါကျတော့ဟိုကလည်းဒီလိုပဲသမဂဆာကနေလိုက်တာဒါပေမဲ့ဘုန်းရဲ့အယူဆလေးမရှိအောင်ရှင်းအောင်ပြစီလို့ရှင်းဆရာတော်ကြီးတွေတိတ်စီသွားတဲ့ຢာရှင်းဆရာတော်ကြီးတန်ဖိုးထားတဲ့ຢာဆိုရင်ကိုကလည်းတန်ဖိုးထားတယ်မတော့ပြအောင်ဘယ်လိုလုပ်ရမလဲစဉ်းစားတယ်အဲ့လိုစဉ်းစားပြီးတော့မှဒီဟောပြောဆိုလုပ်လိုက်မယ်ဒါဆိုစဉ်းပြီးတဲ့ကျွန်းသားတွေကတချို့တော့ဟိုပါပေါ့ချလေးတွေနဲ့စားထားတဲ့အခါကျတော့လည်းပါတယ်ဒါရုံပါတယ်ပေါ့နော်သူကတစ်ထုတိလောက်ထားတာဆိုအဲ့ဒါလေးကိုဘုန်းတော်ကဒီရေပေါ်စက်ရေပေါ်နဲ့ဘုန်းတော်ဖွတ်တိုက်ပြီးတော့လုပ်လိုက်တဲ့အခါကျတော့လူလိုဟောပြောစဉ်တစ်ခုရတာဒါဝိဆိုင်ခဲ့လို့ပစ္စည်းတစ်ခုဆိုရပစ္စည်းကိုပြောမှာဆိုရပစ္စည်းတွေကနေပြီးပြန်ပြီးတော့သုံးရှာလို့ရအတုံးဝင်လောက်ရတယ်အဲ့တော့ဘုန်းတော်အားလုံးကတန်ဖိုးမရှိဘူးဆိုပြီးတော့အရှုပ်ရတယ်ဘုရားကပြုထားလို့မရတန်ဖိုးသိဖို့ပဲလိုတာပဲတန်ဖိုးသိလို့ရှိရင်လည်းရမယ်တန်ဖိုးရှိသွားတာကြည့်ပါမယ်အဲကြောင့်ကွာကိုလည်းတစ်ခါကြတော့အာတန်ဖိုးမရှိဘူးစိတ်တမကြပါနဲ့ကိုတန်ဖိုးကိုသိအောင်လုပ်လို့ရှိရင်ကိုတန်ဖိုးရှိလာမှာပါလို့အားလုံးပြောကြပါတယ်အားလုံးစိတ်ချမ်းသာကြပါလူရဆန္ဒပြည့်စုံကြပါစေ